ရှင်အမရမ်းလာရနော်ဟုတ်လားဟုတ်တယ်ဒါပေမဲ့အမမဟာမဆန်ဘူးဗျတို့ပေမဲ့မြန်မာဆန်ဆန်လေးမို့လို့ကျွန်တော်ချစ်တယ် Hi အမကအရန်လှတယ်ဗျာဟုတ်လားမောင်လေးအမကိုကြိုက်ရင်လာတောင်းလေတကယ်လားအမကျွန်တော်အသက်က16နှစ်အမကရောအမက56နှစ်哎呦我的妈မောင်လေးမအသေးအတန်ဘာဖြစ်လာလဲမနေ့ကလူနောက်လိုက်မယ်ဆိုပြီးအိမ်မှာစာရေးခဲ့တာအခုဘ누구လောက်လိုက်မယ်မသိလို့မောင်လေးရှိရောက်လာလက်မခံလို့တော့ရဲတိုင်ကြီးတရားဆွဲမှာနော်ချစ်စရာကောင်းတာတခုလာပြတာအဲ့ဒါငါပဲချစ်စရာတော့ကောင်းတယ်မလားချစ်နေကြပြီမလားကြတော့ကြီးထားကြငါဆောက်ရဲနေချောလာလို့ရှင်ငါခတ်ချစ်ချေပဲနေတော့မယ်အဲ့ချိန်ကြမှာမာနာကြီးတယ်လာမပြောကြနဲ့ဒီမှာမလူဆိုတာကလေပေမျိုးတွေဗျပုတ်ကောင်ရုပ်ဆောင်နေကြတာတရားလေးပါလေမှတ်တော့ပုတ်ကောင်ကိုရုပ်ဆောင်နေဆိုပေမဲ့မောင်လေးရဲ့မတည်ခင်လေးတော့မောင်လေးကိုမဖြုတ်ခဲ့ချင်ပါသေးတယ်哎呦我的妈ဒါလို့ညက်သွင်းနေကြကုန်ပြီတဲ့ဟုတ်တယ်ရှင်ထုပါများလို့နော်ရှင်တို့လိုလေးနေတိုင်းထုရဲလူတွေတော့မတူကျမလေးတစ်ခါတလေထုတာကိုပဲနော်ဒီမှာလေးလက်တင်ညောင်းလို့လေစိတ်တောင်းညစ်တယ်ရှင်အမပြောပါလေနောက်အင်္ဂါအားလားဟဲ့နေမရဲလိုက်လားအမလည်းဒါလေးမေးတော့ဘာမှကြရင်လို့လဲဒါဆိုအရှိတ်ပါတော့အားလားဟဲ့နေရိုင်းတာတော်တော်လုံးလိုက်နော်ငါပါဆွဲရိုင်းပြီးတော့အမဘာတွေတွေးနေတာလဲကျွန်တော်ပြောတာတနင်္လာအင်္ဂါဘိုးတော်ကြီးကြာတာလေးအဲ့လိုမျိုးအားလားလို့အရှိတ်ပတ်အားလားဆိုတစ်ပတ်နှစ်ပတ်သုံးပတ်အဲ့ဒါကိုပြောတာလေအော်မောင်လေးကအဲ့ဒါပြောရလားဟာအမေအသွေးလုံးတော့ကိုကြီးနဲ့ဖြစ်တဲ့ညငါအန်ဖရန့်လောက်တာငါလက်ကြီးနဲ့အန်ဖရန့်လောက်တာနင်းအဲ့လိုမျိုးနဲ့ထိုင်ပြီးကျူနေလို့အန်ဖရန့်လားအမဘာတွေပြောင်းလဲကုန်ပြီအားမမပြောင်းလဲပါဘူးအေးကဆင်းနေရွာဘာမှမပြောင်းလဲဘူးဆိုတော့ဒီကောင်ငါတို့အိမ်ရောဟိုဘာတွေပြောင်းလဲကုန်ပြီအားမပြောင်းလဲပါဘူးဒါပေမဲ့မင်းမွေးထားတဲ့ကြောင်လေးတော့တည်သွားပြီကွာဟာကြောင်လေးတွေသွားပြီဟာအဲ့ဒီကြောင်လေးအရန်လိမ့်မာတာကွာဘာဖြစ်လို့တည်သွားတာလဲမင်းအဖေနဲ့မင်းအကိုစကားများကြတယ်လေစကားများပြီးမင်းအကိုကအရင်မူးမူးနဲ့အဲဇပကြီးကိုမီးရှို့လိုက်တာပါသွားတာပဲဇပကြီးကိုမီးနဲ့ရှို့တယ်အဲ့ဒီတော့မဟုတ်ဟိုဇပကြီးကိုမီးနဲ့ရှို့ရတော့အောင်အဖေနဲ့ကိုကဘာအတွက်နဲ့စကားများတာလဲဘာကြီးလို့မဟုတ်ပါဘူးကွာမင်းကမလေးအယက်သမားထုံးနိုင်တဲ့လိုက်ပြေးတဲ့ကိစ္စဟာဘယ်မှာလင်းလောက်လိုက်သွားပြီနေစမ်းဒီညီမလေးလင်းလောက်လိုက်သွားတဲ့ကိစ္စကိုအမေကဘာမှဝင်မပြောဘူးလားဟင်မင်းအမေကအားမဝင်ပြောလို့မရတော့ဘူးလေကွာပြောလို့မရတော့ဘူးဆိုတော့နေစမ်းသူတို့ကအမေစကားကိုနားမထောင်ကြတာလားဘယ်လိုဖြစ်တာလဲအဲ့ဒီလိုလည်းပုတ်ပေးဘူးကွာမင်းတို့စပယ်ကြီးမိလောင်တော့မင်းတို့အိမ်မှာပါသွားတယ်မင်းအမေကတခါတည်းပါသွားအမလေးကအမေပါသွားတယ်အဲ့ဒါဆိုမင်းသိပြီပေါ့အမလေးကအမေရဲ့အမေရဲ့အမေတရားတော့သားတရားမသိလဲရပါလားအမေရဲ့မင်းရလဲကွာအမေကြလို့တရားတယ်မှာဘာမှထူးခြားပြောင်းလို့မရှိဘူးလေမင်းမလို့ပြောတတ်တယ်မင်းဟုတ်ပါရဲ့ကတားလိုက်တော့ဒါဆိုရင်ငါအဖေနဲ့ကိုကအခုဘာမှနေကြလဲမင်းအကူကတော့မီးရှို့မှုနဲ့ထောင်ကြပါဟင်မင်းအဖေကတော့အဲ့ဒီစိတ်နဲ့ယူနေအမလေးအမလေးအမေကသေတယ်အဖေကယူတယ်အကူကထောင်ကြနေတယ်အဲ့ဒါကထူးထူးခြားခြားဘာမှပြောင်းလဲမှုမရှိဘူးလို့မင်းမလို့ပြောရတယ်မင်းမလို့ပြောရတယ်အဲ့ဒါပုံမှန်ချိန်နေဖြစ်မလားကွာစိတ်ကိုတီတီငြိမ်ငြိမ်လေးထားသမ်းပါကွာဒါလောကရန်တရားရဲ့ပုံမှန်ပြတ်ကွက်တည်ပါတီနေနေလိုက်တာရင့်ကျက်နေလိုက်တာတရားတွေပေါက်နေတရားရှင်ကြီးအမမှန်ငါပဲချော့နေရတယ်ငါလေးတစ်စိတ်မရှိအားနေစိတ်ပဲကောက်နေလိုက်ငါလေးတာလာတော့စိတ်ပြက်လာပြီဒီစောက်ရေးမပေါ့ဟဲ့မင်းဘ누구ပြောနေတာလဲလို့ပုံမှန်နေဘာလေးပဲ
sorry နော်ကိုကျွန်တော်ကောင်မလေးကိုကျွန်တော်မပြောရဲလို့ဟိုကတွေ့တဲ့ဖုန်းနံပါတ်ကောင်းနှိပ်လိုက်တာ